Making Yanigo, Compubare, Tiffany, Marshla, Saturday, Ramasanga, Jaya de, Mother's Day go, Computer, the video clip line, Matan, Tenjamare, Tiffany video clip lima, General, Payao Chinsi Bono, Lupik, Lagere, General Chinsi, a yan check it, news me the outjong, sharing the Pijamare. The Rema thing use Yari, Lazari, Pinsens Yarine, General Nakama. ပို၍ကောင်းသောမနှက်ဖြန်အတွက်ပြင်ဆင်စရာတစုံတစ်ခုရမယ်လို့ယုံကြည်မျှော်လင့်လက်ဒီဗီဒီယိုကလစ်လေးကိုစပြလိုက်ချင်ပါတယ် Happy Mother's Day ပါအားလုံးဟုတ်ကဲ့ကျွန်တော်တို့အားလုံးရခဲ့လာတဲ့ဒီလူဘဝမှာကျွန်တော်တို့ကြုံဝန်းဆောင်ရတဲ့အမျိုးသမီးတွေအများကြီးမှအများကြီးပါအဲ့ထက်မှာတာ၍မြတ်သောမိမမြတ်လို့လည်းသုံးလုံးချင်တယ်လို့အရန်ချစ်စရာကောင်းပြီးကျွန်တော်တို့ပုံမှာလည်းအရန်ချစ်တဲ့ကောင်မလေးတယောက်အကြောင်းလူတိုင်းမှာရှိခဲ့ကြတဲ့ကောင်မလေးတယောက်အကြောင်းပြောချင်ပါတယ် အဲ့တော့အထူးသဖြင့်ကျွန်တော်တို့တယောက်ချင်းစီရဲ့ဘဝမှာရှိခဲ့တဲ့အရန်ချစ်ဖို့ကောင်းသောအရန်ချစ်ဖို့ထိုက်တန်သောကျွန်တော်တို့ကိုလည်းအရန်ချစ်သောမျိုးသမီးတယောက်အကြောင်းပြောပြချင်ပါတယ်ကျွန်တော်ကတော့သူ့ကိုသူမဆိုတဲ့နာမ်စားလေးနဲ့ခိုင်းတိုင်းပြီးသုံးချင်ပါတယ်ဒီထက်လာတဲ့ယူပကအလင်ကတော့ကျွန်တော်သုံးချင်ပါတယ်သို့ပေမဲ့လည်းသူမဆိုတဲ့စကားလုံးလေးနဲ့ခိုင်းတိုင်းပြီးအသုံးပြုခွင့်ပြုပါအဲ့ဒီသူမဆိုတဲ့နာမ်စားပိုင်ရှင်မျိုးသမီးက ကျွန်တော်တို့ရဲ့ဘဝတွေပေါ့နော်ဒီလူလောကကြီးတို့ရောက်မလာခင်တုန်းကကတဲ့ကကျွန်တော်တို့ကိုစိတ်ကူးနဲ့အရန်ချစ်ပြီးတန်ဖိုးထားခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါအဲ့တော့ကျွန်တော်ခိုင်းနိုင်ပြီတစ်ခုပြချင်တယ် before နဲ့ after ပေါ့နော်မတိုင်ခင်နဲ့ဖြစ်ပြီးတဲ့အနေအထားတစ်ခုခိုင်းနိုင်ပြချင်တယ်ကျွန်တော်တို့နဲ့ပတ်သက်မှုမရှိခင်သူမဆိုတဲ့အမျိုးသမီးရဲ့ဘဝကအရန်ကိုလွတ်လပ်ပြီးမင်းသမီးလေးတစ်ပါးအနေနဲ့လည်းမင်းသမီးဆန်းဆန်း လွတ်လပ်ပေါ်ပါစွာတော်လာခွင့်ရတဲ့လူတစ်ယောက်ပါဒုတိယအနေနဲ့သူ့မှာလောက်ပိုင်ခွင့်နေဆုံးဖြတ်ခွင့်နေနဲ့အခွင့်အာဏာတွေအများကြီးရှိတဲ့ဘယ်မှတပားဆိုရင်လည်းမမားပါဘူးခင်ဗျအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဝတွေနဲ့ပတ်သက်လိုက်ပြီးတဲ့နောက်မှာသူမရဲ့ဘဝအလဲအပြောင်းတစ်ခုကဘယ်လိုဖြစ်လာလဲဆိုတော့သူ့ရဲ့လွတ်လပ်ပိုင်ခွင့်ရယူပိုင်ခွင့်သူခံစားတဲ့အခွင့်အာဏာတွေစီးစိမ်ဥစ္စာတွေအရာအလုံးကို ဆွန့်လွတ်လိုက်ရတဲ့မင်းသမီးလေးတစ်ပါးနဲ့တူတယ်ဆွန့်လွတ်လိုက်ရတဲ့မိဖုရားတစ်ပါးနဲ့တူတယ်ဒီပြင်ကျွန်တော်တို့ကိုမွေးဖွားတန့်စင်ပြီးတဲ့နောက်မှာဒီအရာတွေအားလုံးကိုသူကြည်နဲ့ဆွန့်လွတ်ခံအဆုံးရှုံးခံပြီးတော့မှကျွန်တော်တို့ရဲ့ဘဝထဲကိုဝင်လာပြီးတော့မှကျွန်တော်တို့အတွက်ကကြမ္မာအလဲပြောင်းတစ်ခုဖြစ်တဲ့အစေခံတတာကျွန်တော်တို့အပေါ်မှာသစ္စာရှိနဲ့အစေခံခဲ့တဲ့အမျိုးသမီးတစ်ပါးဆိုရင်တော့ပိုပြီးမှန်မယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့အဲ့ဒီသူမဆိုတဲ့အမျိုးသမီးက ခင်ဗျားတို့ကျွန်တော်တို့ဒီလူလောကကြီးတို့ရောက်မလာခင်လေကကျွန်တော်တို့တစ်ဖက်သက်အချင်းနဲ့စိတ်ကူးရင်ထဲမှာရောတကယ်လက်တွေ့ဘဝမှာရောအခိုင်အမာဆုံးသောတန်ရောစင်နှောင်ကြိုးတွေနဲ့ကျွန်တော်တို့ရစ်ပတ်ဖွဲ့နှောင်ပြီးတော့မှအရန်ချစ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါဒီပြင်တစ်ဖက်သက်အချစ်ကိုအစပြုခဲ့တဲ့အမျိုးသမီးတူဦးဆိုရင်တော့ပိုပြီးမှန်ပါလိမ့်မယ်လို့ကျွန်တော်သုံးလုံးချင်ပါတယ်ဂုဏ်ယူစွာနဲ့လည်းသုံးလုံးချင်တယ်လို့လေးစားစွာနဲ့လည်းဖွဲ့နှွယ်ပြီးသုံးလုံးချင်ပါတယ် အဲ့တော့ကျွန်တော်တို့ရခဲ့လာတဲ့လူဘဝမှာသူမဆိုတဲ့ရန်ချစ်စရာကောင်းတဲ့ဘိုက်ကလေးမှာကိုဝင်လေးတခုအစပြုခဲ့ပြီးကျွန်တော်တို့ဘဝအစဖြစ်တည်ခဲ့တဲ့မြစ်ဖြားခံရဇလန်လေးတစ်ပုဒ်အခုကနေစမယ်ပေါ့နော်ကျွန်တော်တို့ကသူမရဲ့ခန္ဓာကိုယ်ထဲမှာအစိတ်ပိုင်းတစ်ခုအနေနဲ့သူ့ရဲ့ကိုယ်ပွားလေးအနေနဲ့ကျွန်တော်ရှိစဉ်အခါကသူမသိအစမပြေလောက်မပေါ့မပိုင်းနဲ့ကိုဝင်ချင်းနဲ့ပေါ့လေနော်ထလာခက်ခဲမယ် ဟိုနားသွားဒီနားသွားလဲကိုဝင်ကြီးနဲ့ဆိုတော့လမ်းလျှောက်လို့သိအဆင်မပြေလောက်အဲ့ချုပ်ပြောမယ်ဆိုရင်တော့အဆင်မပြေမှုတွေအများကြီးကြားထဲမှာဒီကိုဝင်ကိုလွယ်ပြီးတော့မှကျွန်တော်တို့ကိုချက်တဲ့စိတ်လေးနဲ့သီးခံအောင်ဤခံပြီးတော့မှအမြင့်ဆုံးသောခံနိုင်ရည်တွေနဲ့ဖြတ်တန်းပေးခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါသူ့အားဖြင့်ကျွန်တော်တို့အသက်တစ်ချောင်းရခဲ့သလိုကျွန်တော်တို့အားဖြင့်လည်းသူ့အတွက်ကခွန်အားကြီးမားတစ်ခုဖြစ်ခဲ့တယ်ဒီဖြင့်အဲ့ဒီအခက်အခဲကိုကျော်လွှားနိုင်မဲ့ခံနိုင်ရည်ခွန်အားတွေက ကျွန်တော်ခမားဆိုတဲ့သူ့ရဲ့ကိုယ်ပွားလေးကြောင့်ဖြစ်တည်လာခဲ့တဲ့ခန္ဓာရည်နဲ့ပဲသူကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့ရဲ့အချစ်ဇလန်တစ်ပုဒ်ကိုအစပြုခဲ့တာပါအဲ့ဒီအမျိုးသမီးကလေးစားလောက်တဲ့အမျိုးသမီးတစ်ယောက်ပါဒီကိုယ်ဆောင်စဉ်ကာလမှာပဲအရန်ကိုချစ်စရာကောင်းတဲ့အဖြစ်အပျက်တွေအများကြီးတည်းနောက်ထပ်တစ်ခုကိုပြောချင်တယ်အဲ့ဒါပါလဲဆိုတော့ကိုယ်ဆောင်နေစဉ်ကာလမှာကျွန်တော်တို့ကသူမရဲ့ခန္ဓာကိုယ်ထဲကနေတစ်ဆင့်ပဲအာဟာရတွေကိုကျွန်တော်တို့ယူတာပါအဲ့ကျွန်တော်တို့ခန္ဓာကိုယ်ထဲဝင်လာတဲ့အာဟာရတွေက တကယ်အာဟာရပြည့်တဲ့အရာတွေပဲဝင်ဖို့အတွက်သူမကကျွန်တော်တို့ခင်ဗျားတို့သိချစ်တဲ့အတွက်ကြောင့်ဂယုတဆိုင်တဲ့အစာတောက်ကိုစားပါတယ်
ရခင်ကရွှေမင်းသမီးဖြစ်ခဲ့တဲ့မိဖုရားကြီးဖြစ်ခဲ့တဲ့သူမရဲ့အနေထားမှာသူမအရန်ကြိုက်ခဲ့တဲ့အချင်းတွေအဆက်တွေနဲ့တခြားအစားအသောက်တွေပေါ့နော်အများကြီးရှိတဲ့အရာတွေထဲကမှခင်ဗျားတို့ကျွန်တော်တို့အတွက်တကယ်အာဟာရဖြစ်စေမယ့်အရာတွေကိုရွေးပြီးစားတယ်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်အာဟာရဖြစ်ဖို့အတွက်အဟန့်သားဖြစ်စေမယ့်အရာတွေကိုတတိကြီးထားပြီးရှောင်ကြည့်ပြီးတော့မှနေပေးခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့အတွက်ဆောင်ရန်ရှောင်ရန်ကိုကောင်းကြီးသိပြီးတော့မှကောင်းကြီးနားလည်ပြီးတော့မှလိုက်လျှောက်ပေးခဲ့ပြီးကျွန်တော်တို့အသက်တစ်ချောင်းပေးခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါကိုဝန်ဆောင်စဉ်ကာလတစ်လျှောက်လုံးမှာအဲ့ဒီအမျိုးသမီးသူမဆိုတဲ့အမျိုးသမီးကတူတယောက်တည်းစိတ်ဆန္ဒတွေအားလုံးရဲ့အထက်မှာခင်ဗျားတို့ကျွန်တော်တို့ကိုဦးစားပေးနံပါတ်1အနေနဲ့သတ်မှတ်ပေးခဲ့လို့လေဒီနေ့ဒီချိန်ထိခင်ဗျားရောကျွန်တော်ရောအသက်ရှင်နေရတယ်ခင်ဗျားရောကျွန်တော်ရောကြမ်းမာနဲ့ရှိခဲ့တာကအဲ့ဒီမြစ်ဖျားခံတဲ့ကိုဝန်ဆိုတဲ့ဇလန်လေးရဲ့အထွတ်ထိပ်မှာတန်ဖိုးအထားပေးဆုံးနဲ့တန်ဖိုးရှိနဲ့ဖြစ်တည်ပေးခဲ့တဲ့အမျိုးသမီးတယောက်ကြောင့်ဆိုတော့လည်းမမေ့စေချင်ပါဘူးသူမဆိုတဲ့အဲ့ဒီအမျိုးသမီးကလည်းခင်ဗျားတို့ကျွန်တော်တို့လိုပဲငယ်စဉ်အခါတော့အကြောင်းတွေတက်ဖူးမှာပေါ့အဲ့တော့အကြောင်းစာတွေကိုပြန်မေးလို့မမိချင်မှမမိပါလိမ့်မယ်သို့ပေမဲ့လည်းခင်ဗျားတို့ကျွန်တော်တို့ဆိုတဲ့ချစ်စရာကောင်းတဲ့သတိသားလေးကိုကိုယ်ဝန်ဆောင်နေတဲ့အခိုက်အတန့်မှာအဲ့ဒီအမျိုးသမီးကဆေးမှန်တောက်ဖို့တော့အမြဲတမ်းအချိန်မှန်ကောင်းကြီးအလွတ်ရအောင်မှတ်မိနေပါတယ်အဲ့တော့လူဆိုတဲ့ပုထုဇဉ်လူသားတိုင်းကမှိတ်သက်ကြပြီမဲ့အဲ့ဒီမှိတ်သက်ခြင်းဆိုတဲ့နေရာမှာကျွန်တော်တို့ကိုအရေးကြီးပုဂ္ဂိုလ်တယောက်အနေနဲ့အစားထိုးသွားတာပါအဲ့တော့မှိတ်သက်ခြင်းဆိုတဲ့နေရာကိုအစားထိုးလိုက်ခြင်းအပြင်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဝတွေအတွက်အဓိပ္ပာယ်ရှိတဲ့ရလဒ်တစ်ခုထွက်လာစေတဲ့အမျိုးသမီးတယောက်ပါဟောအခုခမားနဲ့ကျွန်တော်ရှိနေတဲ့ကိုဝန်နေထဲမှာအရန်ချစ်စရာကောင်းတဲ့သတိသားလောင်းလေးပေါ့နော်ကိုဝန်လအတော်အသင့်ရှိလာတဲ့အခါမှာအဲ့ဒီသူမဆိုတဲ့အမျိုးသမီးကဆေးရုံဆေးခန်းနေသွားမယ်အထရာဆောင်းရိုက်ကြည့်မယ်ပေါ့နော်အထရာဆောင်းရိုက်ကြည့်လို့ပေါ်လာတဲ့ရုပ်ပုံတွေကအရန်ဝတ္ထုဝါသားလေးဗျကျွန်တော်တို့ခင်ဗျားတို့ခေတ္တကအရန်ကြီးပြပြနေမဟုတ်သေးဘူးဝါသားလေးမှတကယ်ကိုဝါသားလေးခက်မှန်းပြီးတော့မှမှန်းဆရတဲ့ပုံနေထားတစ်ခုနဲ့ထွက်တဲ့တရေသားလောင်းအထရာဆောင်းပုံလေးပေါ့နော်အဲ့ဒီပုံလေးကိုကြည့်ပြီးတော့မှအဲ့သူမဆိုတဲ့အမျိုးသမီးကစိတ်ကူးရင်ခုန်ကြည်နူးရင်းနဲ့ဖြတ်တန်းခဲ့ရတဲ့အချိန်အခိုက်အတန့်လေးတစ်ခုကိုလည်းသူမပန်ဆိုင်ခဲ့ဘူးလေ English စကားလုံးတစ်လုံးရှိပါနော် very important person အင်မတန်အရေးကြီးတဲ့ပုဂ္ဂိုလ်လို့သုံးနှုန်းပါတယ်အဲ့လူကခမည်းနဲ့ကျွန်တော်ပါပဲကျွန်တော်တို့ကိုလွယ်ထားတဲ့ကိုဝင်နဲ့သူမဆိုတဲ့အမျိုးသမီးကညအိပ်ရဝင်သိအဆင်မပြေလောက်အဆင်ပြေမဲ့လို့ထင်လားပိုက်ကြီးနဲ့ဘေးပင်ညာလှဲ့ပြုတ်တဲ့အခါမှာအင်မတန်အဆင်မပြေလောက်ပါဘူးအရန်တတိထားပြီးတတိကြီးနဲ့အိတ်ဆက်ခဲ့ရတဲ့ညတွေအိတ်ရေးမဝခဲ့တဲ့ညတွေအိတ်မပျော်တဲ့ညတချို့တဝက်တွေရှိခဲ့တယ်အဲ့လိုညတွေကိုသူကလာပေါင်းများစွာကျွန်တော်တို့အပေါင်းတော့အမြောက်စားဆိုတဲ့အမြောက်ကိန်းကနန်းလေးနဲ့ထပ်တူပြုတ်မယ်ဆိုရင်အဲ့လိုရက်တွေအများကြီးညပေါင်းများစွာကိုသူမကပိုင်ဆိုင်ခဲ့ပူပါတယ်လူအနေနဲ့ကျင်တော့အရန်ခါတယ်ပေါ့နော်သူ့အတွက်လည်းခါပါတယ်သို့ပေမဲ့သူမကြည်နက်ပြုံးကြီးကိုခံပေးခဲ့တယ်ဘာဖြစ်လို့ဆိုတော့ခမည်းနဲ့ကျွန်တော်တို့က VIP အနေနဲ့သတ်မှတ်ထားတယ်အရန်သူမဆိုအရေးကြီးတဲ့ပုံကိုယ်ကြီးလို့သတ်မှတ်တာပါအဲဒါကြောင့်လည်းဒီလိုအရင်ကြီးအရန်ကြီးမားတဲ့တန်ဖိုးမြင့်လွန်းတဲ့အရင်ကြီးကိုသူမကြည်နက်နဲ့ပြုံးလေးနဲ့ပေးဆက်ခဲ့တာပါခမည်းနဲ့ကျွန်တော်ကသူ့ရဲ့ VIP မလုပ်ပေါ့လေနော်အဲ့တော့ကိုဝန်ဆောင်စဉ်ကာလမှာသူမဆိုတဲ့အမျိုးသမီးကကျွန်တော်တို့ခေတ်အခေါ် OG လို့ခေါ်တာပေါ့နော်တာဖာမီရဲ့ဆရာဝန်နေစီကိုမကြသွားလိမ့်ရှိတယ်ကျွန်တော်တို့ခင်ဗျားတို့လွယ်ထားတဲ့ကိုဝန်အခြေအနေကောင်းလားဆိုတော့အမြဲတမ်းသွားပြီးဆန်းစစ်လိမ့်ရှိတယ်ဆန်းစစ်လိမ့်ရှိတဲ့အခါမှာလဲသူမပြောတဲ့အကြောင်းကခင်ဗျားနဲ့ကျွန်တော်အကြောင်းကြီးပဲ OG နဲ့အမြဲတမ်းဆွေးနွေးတဲ့အကြောင်းပေါ့လေနော်တခြားလူတွေအကြောင်းမပေါ့ခင်ဗျားနဲ့ကျွန်တော်အကြောင်းပဲဒီဇိုင်းမှတ်နှစ်ရှာဆွေးနွေးတာအဆင်ပြေလားဆရာစိုးရင်ဖို့လိုလားစိုးရင်စရာကောင်းနေလားစိတ်ပူရသလားစိုးရင်တဲ့စိတ်တွေချစ်တဲ့စိတ်တွေနဲ့ဒါကိုပဲအသားပေးပြီးဆွေးနွေးခဲ့တာပါအဲ့တော့ OG သွားပြတဲ့အခါမှာဒီနေ့ခေတ်မှာကျွန်တော်အားလုံးသိတယ်ငွေကုန်တယ်တကူတကသွားတယ်ချိန်ကုန်တယ်ချိန်တွေကုန်တယ်ငွေတွေကုန်တယ်သို့ပေမဲ့သူ့မှာမကုန်တာတခုရှိသေးတယ်အချစ်တွေခင်ဗျားနဲ့ကျွန်တော်ပုံမှန်ထားတဲ့အချစ်တွေကဘယ်တော့မှကုန်မသွားအောင်အဲ့တော့
အချင်းလေးကုံငွေတွေကုံလဲသူမမှုဘူးဘာဖြစ်လို့လဲဆိုတော့သူမှအချစ်တွေကုံခမ်းမသွားတဲ့အတွက်ကြောင့်မလို့ဒီအရာတွေဆိုတူပေးဆက်ဖို့အတွက်အစနစ်ရှိသလိုပေးဆက်ဖို့လည်းအမြဲတမ်းကြံဖန်ပြီးနီလန်းရှာနေတဲ့အမျိုးသမီးတစ်ယောက်ပါသူမှပါပဲကဲကိုယ်နဲ့လွယ်တာလဲကာလာကြာလာပြီအခုတော့နေစီလာစီဖြစ်လာပြီပေါ့နော်အဲ့တော့စကပုံရ6လလွယ်10လဖွားဆိုတဲ့အတိုင်းပဲကျွန်တော်တို့မွေးဖွားဖို့အချိန်တန်လာပြီအဲ့ဒီမွေးဖွားမဲ့အခိုက်အတန့်တစ်ခဏလေးကသူ့ရဲ့သဘောပါသူ့ရဲ့သဘောလုံးကိုယဉ်ပြီးတော့မှခင်ဗျားနဲ့ကျွန်တော်မွေးဖွားပေးခဲ့တာပါအဲ့လိုနီးသွင်းကာလမှာအဲ့လိုသူမဆိုတဲ့ချစ်စရာကောင်းတဲ့အမျိုးသမီးတွေပြောလို့ရှိတဲ့မာတန်းစကားတခုကြားဘူးတယ်အကယ်၍များတကယ်လို့များမိသွင်းကာလမှာရွေးချယ်စရာဆုံးဖြတ်ချက်ကတစ်ခုပဲရွေးရမယ်ဆိုရင်သူမဆိုတဲ့အမျိုးသမီးထက်ခမည်းနဲ့ကျွန်တော်ဆိုတဲ့ရင်တွေးလေးလောကကြီးတို့အခုမှအသက်ဆက်ရောက်လာမယ်ကလေးလေးကိုပဲရွေးချယ်ပေးပါလို့အတန်မှားလေးရှိတာကိုကျွန်တော်တို့နားနဲ့ခက်ဆက်အမြဲတမ်းနောက်နေကြားဖူးတယ်ပေါ့နော်သူတို့ရဲ့မေတ္တာတရားကြီးမားပုံသူမရဲ့အချစ်ကြီးမားပုံနဲ့သူမရဲ့ပေးဆက်ဖို့တော့ဝန်မလေးတဲ့သူရဲ့ VIP လေးအတွက်သူရဲ့ရွေးချယ်မှုပါဒီပြင်သူရဲ့ဒုက္ခတွေဝေဒနာတွေကြားထဲကချွေးဆက်နဲ့ရွေးချယ်ခဲ့တဲ့ခမားနဲ့ကျွန်တော်ပါကဲတေချင်းတရားဆိုတဲ့အရာကိုလောင်းကြီးထပ်ပြီးတော့မှခမားနဲ့ကျွန်တော်မွေးဖွားတန့်စင်ပြီးတဲ့သူမပေါ့နော်ခုတော့ခမားနဲ့ကျွန်တော်မွေးလာပြီအတူအရန်ချစ်ခဲ့ရတဲ့စိတ်ကူးလေးထဲမှာပုံဖော်ပြီးချစ်ခဲ့ရတဲ့ခမားနဲ့ကျွန်တော်တကယ်မွေးဖွားတန့်စင်လာတဲ့အခါမှာစဦးဆုံးကြားတဲ့ခမားနဲ့ကျွန်တော်ရဲ့ငိုတန်းနဲ့အတူသူ့ရဲ့ကိုပွားလေးဖြစ်တဲ့ခမားနဲ့ကျွန်တော်ရဲ့မျက်နှာပေါက်မျက်နှာလေးပေါ့နော်ဒီမျက်နှာလေးကိုစမြင်လိုက်ရတဲ့အခိုက်အတန့်မှာသူမစီမှာအပြောင်းလဲအကြီးမားတစ်ခုဖြစ်တယ်။ဘာလဲဆိုတော့ရှေ့မှာအတိတ်မှာသူကြုံခဲ့ရတဲ့စိတ်မိတ်ပြီးခံစားခဲ့ရတဲ့ဝေဒနာတွေအကုန်လုံးလေးပါကိုယူပြစ်လိုက်သလိုပျောက်သွားစေနိုင်တဲ့နတ်ဆေးစွမ်းလိုမျိုးအစွမ်းထက်တဲ့ခံစားချက်တစ်ခုသူမစီမှာရရှိတယ်။ဒီနေ့ခမားနဲ့ကျွန်တော်ဒီသူ့ရဲ့ VIP ဖြစ်တဲ့ခမားနဲ့ကျွန်တော်ဒီသူ့အတွက်အရန်အစွမ်းထက်တဲ့မိသွင်းကာလမှာအသုံးသေးလာတဲ့အစွမ်းထက်လာတဲ့စီးစွမ်းကောင်းတက်လက်ဖြစ်ခဲ့ဘူးလေဆိုတော့သူမကောင်းကြီးမှတ်မိပါတယ်သူမခံစားချက်သူမအသိဆုံးပါပဲမွေးဖွားတန့်စင်ပြီးတဲ့အနောက်မှာလဲခမားနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့အာဟာရတွေကိုသူမအနေနဲ့သင့်မဲ့ကျွန်တော်တို့မျှဝေနေရတာပါအဲ့လိုကာလမှာကျွန်တော်အားလုံးသိကြတဲ့အတိုင်းမိန်းမသားတွေအမျိုးသမီးတွေဒီပြင်မိခင်တွေသူတို့ရဲ့ပင်ကိုယ်တဘာဝကခန္ဓာကိုယ်ဝလာမှာစိုးရင်တဲ့သဘောတစ်ပါးရှိတယ်။သို့ပေမဲ့လည်းသူမသည်အဲ့ဒီစိုးရင်စိတ်တွေအတ္တဆန်တဲ့အသွေးခေါ်တွေကိုခဏလစ်လူရှုဥပိ္ပခါပြုပြီးတော့မှဘေးမှာခဏချိတ်ထားတယ်။ပြီးတော့မှခမားနဲ့ကျွန်တော်ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့အာဟာရတွေတောက်လျှောက်စီးဆင်းနေဖို့အတွက်သူအမြဲတမ်းဦးစားပေးတဲ့အနေနဲ့ထားပြီးတော့မှဘလို့ပဲဝပါစေခန္ဓာကိုယ်ဝဖြူလာပါစေသူသိချတဲ့ VIP ခမားနဲ့ကျွန်တော်လိုအပ်တဲ့အာဟာရတွေလုံလောက်ရဖို့အတွက်ပဲသူဦးစားပေးတဲ့အနေနဲ့အမြဲတမ်းရွေးချယ်ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒါလည်းသူမှာပါပဲအာဟာရနဲ့ပတ်သက်လို့သူမအမြဲတမ်းရွေးချယ်ဆုံးဖြတ်တဲ့နောက်ထပ်ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်နှုတ်ထွက်အားကောင်းတဲ့ဆိုတဲ့ဟင်းအမယ်တွေကိုမငင်းမညူပဲနဲ့ထက်ခါတလဲကြိတ်မိတ်ပြီးတော့မှဤစိတ်နေအောင်စားခဲ့ရင်းနဲ့ခမားနဲ့ကျွန်တော်ဆိုတဲ့ VIP လေးတွေကိုပြုစုပြောထောင်လာခဲ့တာပါလူလောကထဲကိုရောက်လာတဲ့ခမားနဲ့ကျွန်တော်6လဆိုတဲ့ကာလတစ်ခုရောက်လာတဲ့ခါမှာကလေးတွေသဘာဝအတိုင်းလေးဖက်ထောက်တက်လာတယ်လေးဖက်ထောက်တက်ခါစားတော့ကသူမရဲ့မျက်နှာမှာပီတိအပြုံးတွေဝေခဲ့ဘူးတယ်အဲ့ဒီရဲ့တဆင့်တက်ပြီးတော့မှတနစ်ကြော်ဖက်ကိုရောက်လာတဲ့ခါမှာကျွန်တော်တို့လမ်းလေးရှောက်တက်လာတယ်အဲ့ဒီအချိန်မှာသူမရဲ့မျက်လုံးတွေကပိုပြီးတော့မှအယောင်တောက်လာတယ်ဒီလိုခံစားချက်တွေနဲ့ဖြတ်သန်းခဲ့တဲ့သူမပါတဖြည်းဖြည်းချင်းကျွန်တော်တို့အရွယ်ရောက်လာတဲ့ခါမှာကျွန်တော်တို့ရဲ့နှကန်းဖျားနေမပီကလာနဲ့ပြောတတ်တဲ့စကားလုံးတွေကိုဘိပဝန်းကျန်လူတွေကနားမလည်ပေမဲ့ဒီကိုပွားလေးရဲ့မူရင်းပိုင်ရှင်မူရင်းဖြစ်တဲ့သူမတော့ကောင်းကြီးနားလဲတယ်မပီကလာနဲ့အစချီပြီးရှောက်ပြောတဲ့ဝတ္တဝါတာစကားလုံးတွေကြားထဲမှာဘာသာပြန်စရာ dictionary မလို့ automatic အလိုအလျောက်ကိုနားလည်နေတာပါအဲ့ဒါလည်းသူမှာပါပဲနောက်တစ်ခုခမရတို့ကျွန်တော်တို့ငေရွေစင်ကာလမှာ
ငိုတဲ့ငိုတန်တွေကိုနားထောင်ပြီးတော့မှသူမကကောင်းကောင်းကြီးခွဲခြားတတ်တယ်ဒါသည်နှိုးစာတဲ့ငိုတန်လားဒါသည်ရှူးရှူးပေါက်လို့အီအီပါလို့ငိုတဲ့ငိုတန်လားဆိုတော့သူမကောင်းကောင်းကြီးခွဲခြားတတ်တယ်ဘေးရင်ဆရာကြီးထက်မှန်အောင်ဟောနိုင်တဲ့အနိုင်မဲ့ဘေးရင်ဆရာမကြီးလို့တော့ကျွန်တော်သင်စားချင်ပါတယ်တဖြည်းဖြည်းချင်းကျွန်တော်တို့တွေကကြီးထွားလာတယ်အရွယ်လေးတွေရောက်လာကြတယ်ဦးငယ်ကနေလေးဖက်ထောက်တယ်လေးဖက်ထောက်တာကနေလမ်းလျှောက်တယ်လမ်းလျှောက်တာကနေအရွယ်လေးနည်းနည်းလေးရလာတော့ကျွန်တော်တို့မူကြိုကျောင်းလေးကျွန်တော်သွားတယ်ကျောင်းသွားတဲ့ပထမဆုံးရက်ကျောင်းတက်တဲ့ပထမဦးဆုံးရက်မှာသူမရဲ့ခံစားချက်တွေကအရန်ကိုကြပြဆန်ပြီးမှတ်တမ်းတင်လောက်တဲ့ခံစားချက်တစ်ခုသူမစီမှာရှိခဲ့ပူပါတယ်အဲ့ဒီနောက်တစ်ဆင့်တက်မယ်စပိန်လေးတွေစီးတက်လာတဲ့အခါမှာလဲသူမရဲ့ပီတိအပြုံးတွေကကျွန်တော်လှိမ့်နေတဲ့စပိန်လေးနဲ့ထပ်တူတလိမ့်ချင်းရှေ့ကိုသွားနေတာပါနောက်ပြီးတော့မှအရွယ်ရောက်လာလို့စကားတက်လာပါပြီဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဝအစစ်အချို့အကွေ့လေးတွေမှာသူမဆိုတဲ့အမျိုးသမီးကိုစကားပြန်ခံပြောခဲ့ဘူးတဲ့ရက်တချို့ရှိပါလိမ့်မယ်ခင်ဗျားမေ့နေတာပဲဖြစ်ပါလိမ့်မယ်အဲ့လိုရက်တွေမှာဆိုရင်သူမဆိုတဲ့အမျိုးသမီးကရှင်တဲ့စိတ်ထဲမှာကြေကွဲဝမ်းနည်းမှုတွေကစိုးမိုးထားပြီးတော့မှခက်ခဲနဲ့ဖြတ်တန်းခဲ့ရပြီးအိမ်မက်ဆွမခဲ့ရတဲ့ညတွေပါအဲ့လိုညတွေလည်းသူမစီမှာရှိခဲ့ဖူးပါတယ်ခင်ဗျားတို့ကျွန်တော်တို့မင်းနေတာပဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်နောက်ပြီးတော့မှခင်ဗျားတို့ကျွန်တော်တို့ရဲ့တိတ်ဘဝအကြောင်းသားဘဝကာလတုန်းကပေါ့လေနော်ခင်ဗျားတို့တော့မသိဘူးကျွန်တော်ဘဝမှာတော့အင်္ဂဝေယဝိဆာတွေကိုသူမဆိုတဲ့အမျိုးသမီးကပဲလုပ်ပေးတာများတယ်ဝေယဝိဆာတွေကိုကျွန်တော်တို့တော့မခိုင်းဘူးမခိုင်းလို့တော့ကျွန်တော်တို့ချို့တော့အိမ်မှုကိစ္စဝေယဝိဆာလေးလုပ်တဲ့နေရာမှာအားနည်းချက်ရှိတယ်အဲ့အထူးသဖြင့်သူမသည်ကျွန်တော်တို့ကြောင်းတက်နေတဲ့အချိန်ကတစ်လျှောက်လုံးမှာကျွန်တော်တို့စားဝတ်နေရေးစားရေးဝတ်ရေးတောက်ရေးနေထိုင်ရေးဒီအရေးကိစ္စအားလုံးကိုသူမပဲတိုင်ခံပြီးတော့မှလုပ်ပြီးလေးရှိတယ်ဒါသူမရဲ့ပေးဆက်မှုတွေအနှစ်နာခံမှုတွေကလည်းကျွန်တော်တို့ကြောင်းသားဘဝမှာသိတာမြင်တာတဲ့အမတ်တရားတချို့တွေကတစ်ခုပဲကျွန်တော်ချပြသေးတာပါဒီထက်မကတဲ့အမတ်တရားတွေခင်ဗျားတို့ကျွန်တော်တို့ရဲ့ live ကျွန်တော်တို့ရဲ့ဘဝထဲမှာသူမပေးခဲ့တဲ့အမတ်တရားတွေမှာအများကြီးပါဒါတွေကိုမြင်တတ်ဖို့များမိနေသလားလို့တော့သတိပေးချင်ပါတယ်ငွေဆိုတဲ့အရာကိုရန်စိတ်ဝင်စားပါတယ်ခင်ဗျားတို့ကျွန်တော်ရောစိတ်ဝင်စားပါတယ်သူမဆိုရင်ပိုတော့စိတ်ဝင်စားသေးတယ်သို့ပေမဲ့လည်းမွေးပြီးကတဲ့ကနေကြောင်းတက်နေတဲ့တောက်လျှောက်10တန်းအထိကုန်ကြစိတ်တွေစဉ်းစားကြည့်ပါတွက်ကြည့်ပါကြောင်းစိတ်ဆိုရင်ဘယ်လောက်ကြမလဲစောင်းနေစိတ်ဆိုရင်ဘယ်လောက်ကြမလဲဝစားဆင်မှုစိတ်တွေတခြားသူတွေအသုံးစိတ်ပေါ့နော်လူမှုရေးအသုံးစိတ်တွေနဲ့ကျန်းမာရေးစိတ်တွေမှာအများကြီးပါဒီငွေတွေကိုတကယ်တမ်းကျွန်တော်တို့မှမသုံးမနဲ့စုမယ်ဆိုရင်သူမတတိဖြစ်တာကြားလာပါပြီသို့ပေမဲ့သူမကအကောင်းဆုံးသောယဉ်ကျေးမှုတွေတယောက်လို့ကျွန်တော်ထပ်ပြီးတော့သုံးလုံးခြင်းတယ်သူ့ရဲ့ငွေတွေသူ့ရဲ့အစွမ်းစားတွေအချိန်တွေအားလုံးကိုခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးထဲမှာသူ့ဘဝတစ်ခုလုံးကိုနစ်မြုပ်ပြီးတော့မှအရင်ကြီးထည့်ထားတာပါအဲ့တော့ငွေဘဏ္ဍာတိုက်ကြီးကလည်းသူမရဲ့ငွေဘဏ္ဍာတိုက်ကြီးကတခြားမဟုတ်ဘူးခင်ဗျားနဲ့ကျွန်တော်ပဲဒီထက်မှသူအရင်ကြီးအများကြီးထည့်ထားတာဒီခင်ဗျားနဲ့ကျွန်တော်ဆိုတဲ့လူကအသုံးမကျဘူးဆိုရင်သူမကိုစော်ကားတာနဲ့အတူတူပဲအဲ့တော့သူမစုခဲ့တဲ့ငွေတွေကခင်ဗျားနဲ့ကျွန်တော်ဖြစ်တယ်ဆိုတော့လည်းထပ်ပြီးဒီဗီဒီယိုကလစ်လေးနဲ့ remind လုပ်ခွင့်ပြုပါကျောင်းစာတွေကိုလေ့လာသင်ယူရင်းနဲ့ခင်ဗျားတို့ကျွန်တော်တို့အရွယ်တစ်ခုရောက်လာတယ်ခင်ဗျားတို့တော့မသိဘူးကျွန်တော်တို့ဒီတောင်ပေါ်ဒေသမှာရှိတဲ့သူမလို့ခေါ်တဲ့ကျောင်းသားမိဘအများစုကငွေချင်းမှာတိတ်ပြီးပြည့်စုံလာတာမဟုတ်ဘူးအဲ့တော့တောင်ပေါ်ဒေသမှာရှိတဲ့ site ခင်းထဲမှာရှိတဲ့သူတို့ရဲ့အသီးနှံလေးတွေကိုဖက်ကလေးနဲ့ထုတ်ပြီးတော့မှမြို့စည်းမှာတော့ရောင်းတယ်တခါတလေဆိုရင်လည်းအရွယ်တော်မရောက်သေးတဲ့ကြက်ပေါက်လေးတွေကိုတေးချာချင်းလေးတွေနဲ့ရက်ပြီးတော့မှမြို့စည်းမှာရောင်းတယ်ရောင်းလို့ရတဲ့ငွေသားတချို့လက်ထက်မှာကြစ်ပေါင်စုပ်ထားပြီးတော့မှသူရမ်းချရတဲ့သူရဲ့ VIP လေးတွေအတွက်ကျောင်းလာခသွင်းတယ်အဝတ်စားတွေဝယ်ပေးတယ်ဝေယဝိဆလွယ်တဲ့အရာတွေကိုပံ့ပိုးပေးတယ်ဒါကတောင်ပေါ်မှာရှိတဲ့သူမရဲ့ဖြစ်စဉ်တရားတစ်ခုပါမိတို့ပင်ဆိုစီကောင်းမှုမတူညီတဲ့သူမတွေမှာမတူညီတဲ့ဥစ္စာသနာကြွယ်ဝမှုတွေအမျိုးမျိုးရှိကြပေမဲ့လည်းသူတို့စီမှာတူညီတဲ့အရာတစ်ခုတည်းသောအရာကချစ်ချင်းမြတ်တာပါအဲ့ဒါကဘယ်တော့မှအလေးချိန်ရော့မသွားအောင်အမြဲတမ်းတိုးနေတာပါအမြဲတမ်းအလေးအပြည့်ရှိပါတယ်အဲ့လိုသောချစ်ချင်းမြတ်တာတွေနဲ့ခင်ဗျားတို့ကျွန်တော်တို့ချစ်တဲ့သူမပါစာတွေကိုလေ့လာသင်ကြားရင်းနဲ့သူမပေးတဲ့
အခြေခံကောင်းသောပညာရေးမှာလေ့လာသင်ယူရင်းခမားနဲ့ကျွန်တော်ဆိုတဲ့သူ့ရဲ့ VIP လေးတွေက10တန်းအောင်လာတဲ့ရက်တချို့ရှိပါလိမ့်မယ်အဲ့ဒီရက်တွေမှာခမားနဲ့ကျွန်တော်10တန်းအောင်စင်းတဲ့မှာနာမည်ပါတာထက်စာရင်အဲ့ဒီသူမဆိုတဲ့အမျိုးသမီးက10တန်းကိုကျွန်တော်တို့10စမကဝမ်းမြောက်ဝမ်းသာစွာနဲ့ကျွန်တော်တို့ပေါ်မှာထားပေးခဲ့တဲ့သူရဲ့အချက်တွေ10စမကပါဘူးကျွန်တော်တို့10တန်းဆိုတာကတိတ်ကိုရင်ခုန်လောက်တဲ့အတန်းပညာမဟုတ်ပေမဲ့သူ့အတွက်ကသူ့ရဲ့ပံ့ပိုးမှုအရာဒီ level တစ်ခုအဆင့်တစ်ခုကိုရောက်လာတဲ့ဆိုတဲ့ခံစားချက်နဲ့သူမအရန်ပီတိဖြာခဲ့ပြီးအိမ်မက်လာမှတ်ခဲ့တဲ့ရက်တချို့သူမစီမှာရှိပါတယ်10တန်းအောင်ခဲ့တဲ့နေ့တချို့တွေကအမှတ်တရတစ်ခုပါကဲ10တန်းကျောင်းသားလေး10တန်းကျောင်းသူလေး10တန်းအောင်ပြီးလို့အဲ့ဒီမှာရက်မနေဘူးနောက်တစ်ဆင့်ကိုတက်ကြရတယ်တက္ကသိုလ်လို့ခေါ်တယ် college လို့ခေါ်တယ် degree college တွေအများကြီးကိုကျွန်တော်တို့နောက်တစ်ဆင့် join ကြတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကပျော်ရွှင်စွာနဲ့ပေါ့ပါးစွာနဲ့သွားနေပြီမဲ့သူမစိတ်ထဲမှာကအရန်ကြီးပျော်ပြီးမဲ့လည်းအရန်ကြီးလေးတဲ့ဝန်တစ်ခုကိုထပ်ပြီးထမ်းရမယ်ဆိုတဲ့ sense ခံစားချက်ကအဲ့ဒီသူမဆိုတဲ့အမျိုးသမီးစမှာအပြည့်ရှိပါတယ်ဒါပေမဲ့သူအပြုံးတစ်ချက်မပြတ်ပဲနဲ့ခင်ဗျားတို့ကျွန်တော်တို့ကြောင်းထားခဲ့ပါတယ်ကျွန်တော်တို့အရန်ပေါ့ပါပြီးတော့မှပေါ့ပေါ့ပြက်ပြက်သွေးသက်တဲ့အကြောင်းသားတချို့အတွက်ကတော့ငွေတွေကတစ်ပင်ပေါ်ကနေခူးလာတဲ့ခံစားချက်လို့ရှိပေမဲ့တကယ်မြေပြင်မှာနှစ်ဖူးတွေဒူးတွေနဲ့ပခုံးနဲ့ထမ်းပေးနေရတဲ့သူမတို့ရဲ့ခံစားချက်ကိုကျွန်တော်တို့မေ့နေလို့တော့မရအောင်မေ့နေတယ်ဆိုရင်လည်းဒီနေရာနေလမ်းမီသတိပေးပြရစီအဲ့ဒီအရာတွေကိုတန်ဖိုးထားတတ်ဖို့အထူးသဖြင့်သူမရဲ့လှုပ်ဆောင်ချက်တွေကိုတန်ဖိုးထားတတ်ဖို့ပါကျိုးဘွိုးလေးတစ်လုံးနဲ့ဆိုင်ငယ်တစ်စီးနဲ့စပိန်နလာလေးတစ်စီးနဲ့ college degree တက္ကသိုလ်တက်နေတဲ့ဆယ်တန်းအောင်သွားတဲ့ကျောင်းသားကြီးကျောင်းသူကြီးကျွန်တော်တို့ကျိုးဘွိုးလေးတွေလွယ်ပြီးပျော်ပျော်ပါပါနဲ့ကျောင်းတော်ကြီးမှာဆက်ပြီးခီးဆက်နေပြီမဲ့ကျွန်တော်တို့ရဲ့နောက်ွယ်မှာအားဖြည့်ပေးနေတဲ့သူမကိုများမိနေတဲ့အခိုက်အတန့်များရှိနေလားတိတ်အဆင်ပြေလာတဲ့အနေအထားတစ်ခုသူမကလွယ်လွယ်ကူကူနဲ့ဖန်တီးခဲ့တာတော့မဟုတ်သူမရဲ့ပေးဆက်မှုတွေကမျက်စိနဲ့မမြင်ရပါပဲသူရဲ့အပြုံးတွေရဲ့နောက်ွယ်မှာသူရဲ့မျက်ဝန်းတွေကိုတည်တည်ချာချာကြည့်ပါအင်မတန်လေးလံပြီးကြီးလေးတဲ့တာဝန်ကိုထမ်းနေရတဲ့ခံစားချက်ကိုသူမအသိဆုံးပါဒီနေ့မှာကျွန်တော်တို့ဗီဒီယိုကလစ်နဲ့ဒီအရာတွေကိုပြန်ပြီးဖော်ထုတ်ခွင့်ရပါမယ်အဲ့ဒီအချိန်အခိုက်အတန့်တွေကိုကြော်လွန်ခဲ့တုန်းကခင်ဗျားလည်းသတိမထားမိသလိုကျွန်တော်လည်းသတိမထားမိခဲ့ဘူးသို့ပေမဲ့ကျွန်တော်တို့မိလို့မရတဲ့သူမရဲ့ကြီးမားတဲ့မြတ်တာတရားတစ်ခုကိုတော့ဒီဗီဒီယိုကလစ်ထဲမှာဖော်ထုတ်ခွင့်ပြုပါဒီလိုနဲ့ကျောင်းတက်နေတဲ့တက္ကသိုလ် college ကျောင်းသူကျောင်းသားကြီးဖြစ်တဲ့ခင်ဗျားနဲ့ကျွန်တော်ကျောင်းတက်နေရင်အားလုံးကနှလုံးသားပါကြတာပဲရီးစားထားခဲ့ပူကြမှာပေါ့အဲ့လိုအချိန်တွေမှာကျွန်တော်တို့ကအမှတ်တမဲ့တချို့သောသူတွေပြောတာကြားဘူးတယ်nickname ပေးတာလည်းဖြစ်မယ်ပေါ့နော်ဘန်စကားအနေနဲ့ဟိုဗာလဲနာမည်ခင်မွန်းတက်ပေးတာလည်းဖြစ်လိမ့်မယ်သူမဆိုတဲ့နေရာမှာဘွားတော်ကြီးဆိုတဲ့စကားလုံးတွေများတောင်းဖူးတဲ့မိတ်ဆွေတွေများရှိလားပြန်စဉ်းစားကြည့်ပါကျွန်တော်တို့တော့အမှတ်တမဲ့ဟာတာအနေနဲ့ပြောလိုက်တာပါအဲ့ဒီစကားလုံးရဲ့နောက်ွယ်မှာသူမပေးဆက်ခဲ့တဲ့သူမရထိုက်တဲ့နာမအမီနာမနဲ့ကျွန်တော်တို့ခင်မွန်းတက်လိုက်တဲ့ဘွားတော်ဆိုတဲ့နာမည်ရဲ့အသိအနှက်ကအင်မတန်ကွာခြားပါတယ်ဒီအရာတွေကသူမပြန်ကြားတဲ့အခါမှာသူမရဲ့ရှင်ထဲမှာခံစားရခက်တဲ့ခံစားချက်တစ်ခုကိုရောက်စီတယ်ဆိုတော့ခမည်းမိနေခဲ့သလားခမည်းနဲ့ကျွန်တော်မိနေခဲ့သလားလို့လည်းမိကွန်းထုတ်ချင်ပါတယ်ဒီလိုနဲ့ပဲတက္ကသိုလ်ဒီဂရီကောလိပ်တွေမှာကျောင်းစာအုပ်လေ့လာသင်ယူရင်းကျွန်တော်တို့ကာလတစ်ခုကုန်ဆုံးသွားတယ်မြန်မာနိုင်ငံသားPPဖင်လက်ကောင်းလဲနဲ့ကျွန်တော်လေ့လာသင်ယူရင်အချိန်တွေမသိမလားကုန်ဆုံးသွားတယ်အဝေးတင်သမားတွေတော့3နှစ်တန်3နှစ်4နှစ်တန်4နှစ်ပေါ့နော်အသေးသမားတဲ့အတွက်ကြီးကြတော့6နှစ်9နှစ်လောက်အချိန်တွေပေးပြီးကျွန်တော်တို့တက္ကသိုလ်ပညာရေးကိုကျွန်တော်လေ့လာသင်ယူတယ်တကယ် professional ဆန်တဲ့ပညာရေးတွေကိုလည်းကျွန်တော်လေ့လာကြပါတယ်အဲ့တော့ကျောင်းတော်ကြီးကနေတိုင်းနာတစ်ခုကြီးကျွန်တော်တို့လေ့လာသင်ယူပြီးတဲ့အခါမှာကျွန်တော်တို့ဘွဲ့နှင်းသဖြင့်အခမ်းအနားဆိုတာကိုကျွန်တော်တို့သိရတယ်အဲ့လိုနေ့ရက်ဒီမှာအပျော်ရှင်ဆုံးနဲ့အခမ်းအနားဆုံးအပြုံးနဲ့ပြုံးနေတဲ့လူကဘယ်သူများဖြစ်မလဲသူမပါပဲကျွန်တော်တို့အမှတ်တမဲ့နဲ့တငယ်ချင်းတွေအရန်ပျော်နေနေမယ်ဘွဲ့မှတ်တမ်းဓာတ်ပုံရရင်လည်းကျွန်တော်တို့တငယ်ချင်းတွေရိုက်တဲ့ပုံတွေကအများစုဖြစ်ပါလိမ့်မယ်သူမနဲ့ရိုက်ဖြစ်တာအလွန်ဆုံးရှိလား2ပုံပေါ့အဲ့ဒီ2ပုံကလည်းသူမအတွက်အင်မတန်အရေးကြီးတဲ့သူ့အသက်ထက်2ဆအရေးကြီးတဲ့ဓာတ်ပုံမှတ်တမ်းလေးတွေဖြစ်နေတတ်တယ်ကျွန်တော်တို့တွေကျောင်းတော်ရန်နေကျောင်းပြီးတော့ကျောင်းအောင်ပေးလိုက်တဲ့အုတ်ထုပ်အမဲရောင်လေးပြလေးကျိုးလေးပါတဲ့ဟာလေးအဲ့ဒီအုတ်ထုပ်လေးနဲ့တ
သူမှလက်ဆောင်ပေးလိုက်တဲ့အုတ်ထုတ်ပါမှန်းနိုင်ပြောရင်တော့အဲ့ဒီအုတ်ထုတ်လေးနဲ့ကျွန်တော်တို့လောကရန်ရဲ့အပူဒဏ်ကိုကာကွယ်ဖို့အတွက်အတိုင်းအတာတစ်ခုထိအထောက်ကူပြုပေးခဲ့တာပါသူမရဲ့ပံ့ပိုးမှုတွေလို့ပြောရင်တော့ပိုပြီးမှတ်ပါလိမ့်မယ်ဒီအုတ်ထုတ်နဲ့ကျွန်တော်တို့စပြီးတော့မှလူလောကတကယ် real life real world လက်တွေ့ဘဝတွေကိုကျွန်တော်ဝင်လာတဲ့အခါမှာကျွန်တော်တို့အတောင်နည်းနည်းလေးစုံလာတယ်ဆိုတဲ့ခံစားချက်နဲ့အပြင်လောကတွေကိုကျွန်တော်စပြီးဝင်တာပါပဲအဲ့ဒီမှာနဖူးဒူးတွေ့စပြီးတွေ့တာပါပဲဘဝရဲ့အရသာချိုချင်းဖန်ငန်ဆက်ခါဒီထက်ပိုတဲ့ရတ္တအရသာတွေအများကြီးပါကျွန်တော်ရဲ့ဘဝအဲ့ဒီမှာစတာပါပဲအဲ့ဒီမှာသူမရဲ့ပေးဆက်မှုတွေရဲ့တစ်စိတ်တစ်ပိုင်းကိုစပြီးရင်ဘတ်ကြီးနဲ့ခံစားပူတာပါပဲအရင်တော့စကလုံးနေနဲ့ဖော်ကျူပူတယ်ပေါ့လေနော်မြေပြင်မှာတကယ်နဖူးတူတူစားတဲ့အခါမှာအဲ့ဒီအရသာတွေကကျွန်တော်တို့စပြီးတော့မှထင်ဟပ်လာတာပါပဲဒီအရာတွေထင်ဟပ်လာလေသူမရဲ့ကျေးဇူးတရားတွေနဲ့သူမရဲ့ပေးဆက်မှုတွေကိုပို့ပြီးတော့မှလေးစားလေတန်ဖိုးထားလေမှတ်တမ်းတင်လေဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုလည်းဒီဗီဒီယိုကလစ်လေးထဲမှာ sharing လုပ်ချင်ပါတယ်အချိန်တွေကတရွေ့ရွေ့နဲ့ကုံဆုံးလာရင်ဒီလိုနဲ့ပဲသူမမွေးဖွားတန့်စင်ပေးခဲ့တဲ့ VIP ခမားနဲ့ကျွန်တော်ဆိုတဲ့တော်တော်တီးလေးတွေအတောင်ဆုံးလာတယ်ဖြည်းဖြည်းကျွန်တော်လောကရန်ကြားတဲ့ကဘဝပင်လယ်ထဲမှာအားဆိုင်ရုံးကန်ကူခိုက်ရင်နဲ့ကျွန်တော်ဘေးမှာရှိနေတဲ့ရေပြင်ကြီးကရေတော့ရေပဲဒါပေမဲ့တောက်လို့မရတဲ့ဆားငယ်ရည်တွေဖြစ်နေတယ်အဲ့ဒီအချိန်မှာအင်မတန်ချုံမြပြီးတော့မှအေးစိတ်ကြည်လင်လာတဲ့သူမပေးတဲ့မိခင်တယောက်ရဲ့ oasis ရေတွေကကျွန်တော်တို့မှတ်မောစရာကောင်းတဲ့ခံစားချက်လေးအမြဲတမ်းရှိနေတာပါတယ်ရေချင်းတူပေမဲ့ရတာချင်းမတူပါဘူးအယောင်အစင်းချင်းတူပေမဲ့ရတချင်းလည်းမတူအနှစ်သာရချင်းလည်းမတူပါဘူးဒီခါတလေသူမဆိုတဲ့အမျိုးသမီးကခမရတို့ကျွန်တော်တို့ရဲ့ဘဝမှာအကြောင်းလူသားဖြစ်တဲ့ကြောင့်အားနည်းချက်ပေါင်းစုံရှိတဲ့ကြားထဲမှာသူမကအမေရော့ခံလူသန်းစားနေနဲ့ဖြစ်နေတဲ့အခက်အခဲတွေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်အခု sharing လုပ်သွားတဲ့မျှဝေသွားတဲ့သတင်းစကားတွေထဲမှာသူမဆိုတဲ့ချစ်စရာကောင်းတဲ့အမျိုးသမီးရဲ့စိတ်ပိုင်းအကြီးထဲမှာတေးသေးလေးတစ်ခုပဲရှိပါသေးတယ်ဒီတစ်ဖြင့်မတူညီတဲ့သူမရဲ့မတူညီတဲ့ VIP တေးကြီးလေးတွေခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဝမှာမတူညီတဲ့ဇာတ်လမ်းတွေရှိပါတယ်အနေချင်းကိုကျွန်တော်မိခင်များနေမှာဖော်ကျူးချင်တဲ့ရွေးချက်တက်လေးပါဒီတစ်ဖြင့်ဒီသတင်းစကားနဲ့လည်းကျွန်တော်ချင်ရတဲ့သူမချစ်ခင်လေးစားတဲ့မိခင်တိုင်းကို Happy Mother's Day ဖြစ်ပေးချင်တဲ့သတင်းစကားတစ်ခုလည်းဖြစ်သလိုလေးစားကြောင်းဂုဏ်ယူကြောင်းအတိမတ်ပြုကြောင်းပြောချင်တဲ့သတင်းစကားဗီဒီယိုကလစ်တစ်ခုလည်းဖြစ်ပါတယ်အဲ့တော့အချုပ်အနေနဲ့ဒီနေ့မေ17ရက်နေ့2025မှာကြာရောက်တဲ့လေးစားချစ်ခင်ရတဲ့မိခင်များနဲ့ Mother's Day မှာကျွန်တော်ဒီနေ့ပေးချင်တဲ့သတင်းစကားလေးထဲကနေတစုံတရာလေးလာသင်ယူစရာဂျေဇုသင်စရာတွေမိရောခဲ့တဲ့သတင်းစကားလေးနဲ့အရန်ချရတဲ့မိခင်တွေကိုပေးတဲ့အမှတ်တရတွေနဲ့ပေးတဲ့လေးစားမှုတွေပေးဖို့အတွက်အလေးချိန်တွေမရောဖို့အတွက်ယူရပါတယ်ကျွန်တော်လည်းယူရတယ်လို့ကျွန်တော်ချရတဲ့အမျိုးတွေအတွက်လည်းယူရပါတယ်ဂျေဇုသင်ထိုက်သူကိုဂျေဇုသင်တာဟာကျွန်တော်တို့မင်္ဂလာတစ်ပါးလို့လည်းကျွန်တော်ယုံကြည်ထားပါတယ်အဲ့တော့ကျွန်တော်တို့ကိုနီနာမှာရှိတဲ့မိခင်တွေဒီတစ်ဖြင့်သက်ရှိထင်ရှားရှိနေသေးတဲ့မိခင်တွေရှိတယ်ဆိုရင်ညီကိုတို့အမျိုးတို့ကျွန်တော်ချစ်ရတဲ့လေးစားတဲ့မောင်နှမတွေညီကိုတွေမိခင်ကိုဒီဖြင့်သူမကိုကျေးဇူးတင်ကြောင်းပြောဖြစ်အောင်ပြောလိုက်ပါဒီနေ့လိုရက်မှာအထူးသဖြင့်ပြောဖြစ်အောင်ပြောလိုက်ပါနောက်တစ်ခုကကျွန်တော်လိုပဲမိခင်အရင်ဆုံးပါသွားတဲ့လူတွေရှိခဲ့ရင်လည်းကျွန်တော်တို့ချစ်ခင်လေးစားတဲ့ကျွန်တော်တို့ VIP လို့သတ်မှတ်ပြီးကျွန်တော်တို့ကလည်း VIP လို့သတ်မှတ်တဲ့သူမရဲ့အသက်ပေးပြီးချစ်ခဲ့တဲ့မွေးထုတ်ထားခဲ့တဲ့ပေးခဲ့တဲ့အရင်လေးနဲ့ဒီစောက်ထားတဲ့ဒီခန္ဓာကိုဒီဖြစ်တည်မှုကိုအလဟတမဖြစ်ပါစေနဲ့အတိတ်ပဲရှိအကျိုးရှိနဲ့အသုံးချပါအတိတ်ပဲရှိအကျိုးရှိနဲ့ကိုယ့်ရဲ့အချိန်အသက်တာတွေကိုအသုံးပြုရင်းနဲ့သူမရဲ့ပိုကောင်းတဲ့မနှက်ဖြန်ကိုကျွန်တော်ဆက်ပြီးအားဖြည့်ဖို့အတွက်ကိုရင်းနှီးမြှုပ်နှံလိုက်ပါကိုပြန်ပြီးပြုပြင်ထိန်းကျောင်းလိုက်ပါဒီသတင်းစကားတွေအားလုံးရဲ့အဆုံးမှာပိုကောင်းတဲ့မနှက်ဖြန်ပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ချစ်ရတဲ့အမျိုးတွေအားလုံးကိုဆန္ဒပြုရင်အားလုံးကို Happy Mother's Day ပါတကဘာလုံးမှာရှိတဲ့မိခင်တိုင်းအယုတ်ညက်
ဘာမှခြားနာမှုမရှိဘဲနဲ့အားလုံးကိုတပြင်းညီလေးစားချစ်ခင်ကြောင်း Happy Mother's Day လို့တစ်ကမ္ဘာလုံးမှာရှိတဲ့မိခင်တိုင်းကိုဂုဏ်ပြုလက်ဒီဗီဒီယိုကလစ်လေးကိုအဆုံးသတ်ခွင့်ပြုပါအားလုံးပဲကောင်းကောင်းနေပါအားလုံးပဲ Happy Mother's Day